SCG ကုမ္ပဏီမှာ SCG ဘီလက်မြေကိုနှစ်ပေါင်း100ကျော်တိုင်းထိုင်းနိုင်ငံတွင်ထုတ်လုပ်ဖြန့်ချီခဲ့ပြီးမြန်မာနိုင်ငံ၏စောက်လုပ်ရေးလောကတွင်စင်အမှတ်တစိမ့် SCG အမှတ်တစိမ့်များဖြင့်နှစ်ပေါင်း20ကျော်ကြာရပ်တည်ခဲ့ပြီးဖြစ်ပါတယ်။ SCG ဘီလက်မြေကိုမြန်မာနိုင်ငံရဲ့နံပါတ်1ဘီလက်မြေဖြစ်အောင်လို့ယုံကြည်စိတ်ချစွာအားပေးခဲ့ကြတဲ့ customer များအားလုံးကိုလည်း SCG မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်စွမ်းနိုင်ဖို့အတွက်ကျွန်တော်တို့အနေနဲ့ကုန်ပစ္စည်းအသစ်တွေကိုဖန်တီးထုတ်လုပ်ပေးဖို့အတွက်ကိုလည်းရပ်တန့်လိုက်မှာမဟုတ်ပါဘူး။အခုချိန်ကတော့ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းအသစ်ဖြစ်တဲ့ SCG အုပ်စီအချောကန်ဘီလက်မြေကိုဂုဏ်ယူစွာဖြင့်မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ SCG Masoli Cement is a special formula cement for parceling and bricklaying. Manufactured with SCG uncompromising quality standard, just like SCG Portland Cement. We have spent almost 1 year in researching and developing these products. We also did buy test with at least 50 merchants at many projects. The result revealed that it gives the best solution for parceling and bricklaying work. Its outstanding benefits include high bonding strength, suitable setting time, rest cement fouling, and smooth cement surface. It can be said that the function of SCG Masoli cement is similar to the concept of the small molecule highly bonding with each other. And these are the comments from the merchant in our by testing. ကျွန်တော်တို့လိုလိုရတာရန်လောက်ကူပါပဲအခြားပြလက်မင်းလို့မတူဘူးပေါ့နော်မင်းနဲ့ဆွဲတဲ့ခါမှာလည်းကျွန်တော်တို့အကြိုက်ဆုံးပါပဲရန်ကောင်းပါတယ်စောက်လို့တဲ့ခါမှာကျွန်တော်တို့ပြောပါအောင်ကျွန်တော်ဝယ်သုံးညလို့ပါကျွန်တော်တို့ဒီဆွဲကအကောင်တော့မစလာပေါတဲ့နေရာမှာတော့အုတ်စီရဲ့နေရာမှာလေးပေါ့နော်ကျွန်တော်တို့အကောင်းပါတယ်ကျွန်တော်တို့သုံးတဲ့ပြလက်မီထဲမှာတော့ဒီပြလက်မီအကြိုက်ဆုံးပါပဲစီကမှုအကောင်တဲ့အတွက်နော်ရန်ကုန်မစလာပေါတဲ့နေရာမှာပြန်ခွာကြတာတော့မရှိပေမဲ့အလေလေးနေတော့ကျွန်တော်တို့ပက်ရှင်တွေလည်းအကြိုက်ပြန်သမားတွေလည်းခိုက်တာပေါ့မတလာ60ကမြန်လဲမမြန်နေလဲမနေဘူးအနေတော်ပဲဆိုတော့အလုပ်လုပ်ရတာအရင်ကတည်းကပူအလုပ်တွင်တာပေါ့အရင်လည်းကြိုက်ပါတယ်မဆလာပေါ်တဲ့အခါမှာတော့မဆလာတွေကနိုင်ရနဲ့တသားလေးကြသည့်အတွက်မျက်နှာတက်ရတာနဲ့လက်ဖို့ဝဲရတာကအဆင်ပြေတယ်အလေလွတ်မရှိဘူးကြမ်းကင်းတွေလည်းညစ်ပတ်မှုတတ်တာပါတယ်ဒီဘီလက်မီကဆိုရင်တော်တော်ကောင်းတယ်ဗျဘာလို့လဲဆိုတော့အုပ်စီဗီယာနဲ့ဆွဲပြုတ်လို့မရတော့ဘူးအလွယ်တကူဖြုတ်လို့မရတော့ဘူးခရမ်းကြိုက်ပါတယ်ဟုတ်ကဲ့ပါအခုသုံးတဲ့ဘီလက်မီကဘာလို့သေးလဲတော့မသိဘူးနော်အဲ့တော့ဘန်းတန်းကနေမဆလာကိုယူရတဲ့အခါမှာလောက်ရတာအရန်ကိုလွယ်ကူပြီးတော့ပေါ်ပါတော့လည်းပါတယ်မြင်းနဲ့ဆွဲတဲ့အခါမှာလည်းအဆင်ပြေပါတယ်ကျွန်တော်အကြိုက်ဆုံးကမဆလာကဖွားမနေဘူးစီးစီးပိုင်ပိုင်လေးဖြစ်နေတော့ချောကန်ရတာလည်းအဆင်ပြေတယ်ပုတ်စီတဲ့အခါမှာလည်းတော့အဆင်ပြေပါတယ်ကျွန်တော်အကြိုက်ဆုံးကဒီဘီလက်မြေကိုကျွန်တော်အကြိုက်ဆုံးချက်ကတော့မြင်းနံဆွဲတဲ့အခါမှာလွယ်လွယ်ကူကူလုံနိုင်တယ်ဆွဲကလည်းကောင်းပြီးတော့စီးကပ်မှုလည်းရှိတဲ့အတွက်မဆလာနံရကနေပြန်ခွာကြတာမျိုးမရှိဘူးရမ်းကောင်းပါတယ်ဘန်းထဲကနေမဆလာတည်တဲ့ခါမှာလွယ်လွယ်ကူကူတည်လို့ရတယ်မဆလာပေါက်တဲ့ချိန်မှာလည်းဆွဲကအကောင်းတယ်စီးကပ်မှုလည်းရှိတယ်ပြန်ခွာကြတယ်မျိုးပဲမရှိဘူးကျွန်တော်သုံးမှုများတယ်မှာတော့အကောင်းဆုံးဘီလက်မြေပါပဲမြန်မာနိုင်ငံရှိပယံဆရာအယောက်90နဲ့၎င်းတို့၏လိုအပ်ချက်တွေကိုတစ်နှစ်တိုင်တိုင်အကြိမ်ကြိမ်သုတေသနပြုခဲ့ပြီးမြန်မာပယံဆရာကြီးများမှစိတ်ကြည်နှမှုအရေးအသွေး65%အထိရရှိထားသည့်အကောင်းဆုံးသောအရေးအသွေးဖြင့်ထုတ်လုပ်ထားသော SCG အုပ်စီအချောကန်ဘီလက်မြေပဲဖြစ်ပါတယ် According to the impressive results, we are very confident that SCG cement is the best quality cement for parceling and bricklaying work. Since its easier way of application helps shorten the work process. Now it's available in Myanmar. Lastly, we would like to thank our valued customer for their continued trust and support for SCG brand. We will always commit to offering premium quality products and innovating the new products to create a better living for Myanmar people. Jisoo Timbade, come here.